Hello အားလုံးပဲမင်္ဂလာပါကျွန်မဒီ channel နေပြီးတော့မှ idea လေးတစ်ခုရလာလို့ပေါ့နော်ကျွန်မက designer ဖြစ်တဲ့အတွက်ကြောင့်မလို့အင်္ဂလိပ်ချုပ်တာနဲ့ပတ်သက်တဲ့ technique လေးတွေpattern နဲ့ပတ်သက်တဲ့ knowledge လေးတွေကို sharing စလုပ်မယ်ဆိုပြီး idea လေးရလာတာပေါ့နော်အဲ့ဒီတော့အင်္ဂလိပ်ချုပ်ဖို့ဆိုတာကျွန်မတို့ basic pattern ကိုနည်းနည်းဖြစ်အောင်ဆွဲတက်ဖို့လိုပါတယ်အဲ့တော့ကျွန်မက basic frame ဆွဲနည်းကိုဒီဗီဒီယိုမှာစပြီးတော့ကျွန်မက sharing လုပ်ပေးပါမယ်ဒီမှာတစ်ခုပြောချင်တာကဒီနည်းလမ်းကလက်မှတ်လေးဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်မရဲ့ဒီdaily work အထည်တွေမှာဆိုလို့ရှိရင်ဒီနည်းလမ်းကိုပဲသုံးတာပေါ့နော်အဲ့တော့ customer complaint မရှိတဲ့လောက်နဲ့ဒီ pattern လေးမလို့လဲကျွန်မကပြန်ပြီးတော့ sharing လုပ်ပေးနိုင်တာဖြစ်ပါတယ်ဒါကျွန်မလေးလာစီပူခဲ့တဲ့ကျွန်မဆရာ2ယောက်ရေပြီးတော့တခြားတော့ဒါအကြားဆရာမြင်ဆရာတွေပေါ့နော်သူတို့ဆရာရတဲ့ knowledge တွေနဲ့ကျွန်မကဒီ pattern တွေကိုကိုပြန်ပြီးတော့ collaborate လုပ်ပြီးတော့မှဒါလေးပြန်ထုတ်ထားတာဖြစ်ပါတယ်အလုံးလေးလာလွယ်အောင်ဆိုပြီးတော့အရှင်းဆုံးပုံစံနဲ့ဗီဒီယိုလေးရိုက်ပြီးတော့တင်ပေးသွားမှာပါဗီဒီယိုကအရှိကြီးလည်းမရိုက်နိုင်တော့လေကျွန်မရိုက်နိုင်တဲ့လောက်လေးတစ်ပြက်စီpart 1 part 2လိုမျိုးလေးခွဲပြီးတော့တင်ပေးသွားမှာဆိုတော့စိတ်ရှိလေးနဲ့တော့ဗီဒီယိုလေးတွေစောင့်ကြည့်ပေးရမှာပါနော်အဲ့တော့basic phrase ဆွဲရအောင်မယ်ဆိုလို့ရှိရင်လိုတဲ့ပစ္စည်းကရိယာလေးပေါ့နော်အဲ့ဒါလေးတစ်ချက်မိတ်ဆက်ပေးပါမယ်အဓိကခဏကိုအတိုင်းတာယူဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ပေကျိုးလိုတယ်ပေါ့နော်ပေကျိုးအဓိကလိုတယ်ပြီးလို့ရှိရင်ပေတန်းရှိပေါ့ပေတန်းရှိဆိုတာကျွန်တော်အိမ်မှာတချို့ရှိရတဲ့ပေတန်းလေးလည်းသုံးလို့ရတယ်18လက်မပေတန်းပေါ့နော်ပြီးလို့ရှိရင်ဒီလိုမျိုးကော့ပေတန်း12လက်မပေတန်းလေးလည်းရှိရမယ်ပြီးလို့ရှိရင်ဒါတော့ဂျိုင်းဝိုင်လေးပါပြီးခဲတန်းလိုမယ်ပြီးတိတ်ခုံကကြတော့မရှိမဖြစ်လို့ပါတယ်เนาะတိတ်ခုံလေးတော့ဝယ်ထားပါဘာလို့ဆိုတော့ကျွန်တော်တို့ဂျိုင်းဆက်ရပြီးလို့ရေကူတော့ဖြတ်ရတယ်မှာဆိုလို့ရှိရင်တိတ်တွေပါတယ်ကဲရတာဆိုတိတ်ခုံနဲ့ဆွဲတာကပို့ပြီးတော့အဆင်ပြေပါတယ်เนาะပြီးလို့ရှိရင်ပတန်ဆက်ကူပါဒီဆက်ကူကတော့ကျွန်မကဒီဟာ3နှစ်ကြာဆိုတော့ဒီဗီဒီယိုတွေမှာတော့ဒီအရေးပါတဲ့ပတန်ဆက်ကူတွေနဲ့ပဲကျွန်မတောက်ပြပါမယ်တကယ်လို့အခုကြည့်နေတဲ့သူတွေကအခုမှစပြီးတော့ပတန်ဆွဲကြည့်မဲ့သူတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့အချုပ်ဆိုင်တွေမှာဝယ်လို့ရတယ်ပတန်ဆက်ကူအဖြူပေါ့နော်သူကတော့ကောင်းတယ်တရွက်ကို200 250လောက်ရှိရပေါ့နော်အဲ့ဒါကတော့ထူလဲထူတယ်ဆိုတော့တုတ်တန်လုံးမပြေးပါဘူးကျွန်မခုတော့ပြမဲ့အရေးပါတဲ့ဆက်ကူကကျွန်တော်ပါတယ်ကျွန်မတော့3နှစ်ကြာဆိုတော့ဒါနဲ့ပဲတော့ပြပါမယ်သူကအစေးရဖြစ်လဲတရွက်ကို100ဝန်းကျင်လောက်ပဲရှိရဆိုတော့လေအဲ့ဆိုရင်ဒီပစ္စည်းတွေတစ်ချက်အစုံပြီဆိုလို့ရှိရင်ကိုယ်တိုင်းပေါ့နော်ကိုယ်တိုင်းယူတဲ့ဟာလို့ကျွန်မပြောပြပါမယ်ကျွန်မခဲနဲ့ရေးထားတော့လေနည်းနည်းဝါးနေလို့ရှိရင် zoom လေးဆွဲပြီးတော့ကြည့်ပေးပါနော်အဓိကပခုံးကတော့ကျွန်တော်ပခုံးအစောနှစ်ဘက်ပေါ့ဂျိုင်းဆက်ရအပေါ်ကပခုံးအစောနှစ်ဘက်ကိုတိုက်ရပါမယ်ပခုံးအကျယ်ပါပြီးရင်ရှင်ပတ်လဲခါပတ်လဲလို့ပါမယ်ပြီးရင်ကုတ်ခါကြကျွန်တော်ခဏကိုအနောက်ပိုင်းကုန်းနေရာနေပြီးတော့မှခါနေရာအထိအမြင့်ကိုတိုက်ပေးရမှာပါအဲ့ဒီနေရာမှာခါကကြတော့ဘယ်လိုယူလဲဆိုတော့ကျွန်တော်ပုံမှန်လုံကြီးဝတ်တဲ့သူဆိုရင်လုံကြီးဝတ်တဲ့နားပေါ့နော်ပြီးလို့ရှိရင်ချင်းမောင်းမီပုံမှန် height ရှိတဲ့ဟာတွေဆိုလို့ရှိရင်အဲ့နားကိုယူလို့ရပါတယ်ပြီးလို့ရှိရင်ကြောကျယ်ရင်ကျဲကတော့ဒီကျွန်တော်ခန္ဓာကိုယ်ရဲ့ကြောကျယ်ဆိုရင်အနောက်ဘက်ပေါ့နော်အနောက်ဘက်ရဲ့ကျွန်တော်ဂျိုင်းဆက်ရနှစ်ခုရဲ့အကွာအဝေးပေါ့ဟိုဘက်ဂျိုင်းဆက်ရဒီဘက်ဂျိုင်းဆက်ရအကွာအဝေးရှင်ဆိုလဲအဲ့လိုပဲခန္ဓာကိုယ်အရှိပိုင်းရှင်ဘက်အပေါ်ရဲ့ဂျိုင်းဆက်ရဟိုဘက်နဲ့ဒီဘက်အကွာအဝေးတိုင်ရမှာပါပြီးရင်ပခုံးနို့ထိတ်စွာကတော့ကျွန်တော်ခန္ဓာကိုယ်အရှိပိုင်းလေပင်ပင်ကကပ်ပြီးတော့ပခုံးကနေကျွန်တော်တို့ bra ရဲ့ထိတ်ပေါ့နော် bra ထိတ်အထိကိုတိုက်ရပါမယ်အဲ့ဒါကတော့ပခုံးရဲ့နို့ထိတ်တိုင်းပေါ့နောက်ခါကျတော့ no way ဆိုတာကတော့ကျွန်တော်တို့ bra ဝတ်ထားတဲ့ရှင်သာ bra ထိတ်နှစ်ခုပေါ့နော်အဲ့နှစ်ခုရဲ့အကွာအဝေးတိုင်းရမှာပါပြီးလို့ရှိရင်တင်အတိုင်းလိုပါမယ်တင်ကကျတော့ခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းမဟုတ်ဘူးဆိုပေမဲ့ကျွန်တော်ခါနေပြီးတော့တင်အကားထွက်တဲ့ခါကြလို့ရှိရင်
အတိအကျဖြစ်အောင်လို့ပေါ့နော်တင်အတိုင်းကဒီမှာထည့်ပြီးတော့ဆွဲပေးရပါမယ်ဆိုရင်ကျွန်တော်ပခုံးကို2နဲ့စားမယ်ရှင်ကို4နဲ့စားမယ်ပြီးလို့ရှင်ခါကို4နဲ့စားမယ်ပြီးလို့ရှင်တောက်စာအတွက်ကျွန်တော်1လက်မပေါင်းမယ်ပြီးလို့ရှင်ရင် sorry ကျွန်တော်2လက်မလို့ရေးထားပြီလို့1လက်မပဲပေါင်းပါနော်ဂုတ်ခါလည်းတိုင်းထားတဲ့အတိုင်းပဲထည့်မယ်ကြောကျယ်ရင်ကျယ်ကိုတော့2နဲ့စားမယ်ပြီးလို့ရှင်ပခုံး note ထိပ်ကိုအရှိတိုင်းထည့်မယ်ပြီးလို့ရှင် note အကွာကိုကျတော့ကျွန်တော်တို့2နဲ့စားမယ်ပြီးလို့ရှင်တင်ကိုကျတော့4နဲ့စားပါမယ်ဒီတိုင်းတွေကကျွန်မအခုတောက်လျှောက်သွားမဲ့ပတ်တန်တွေမှာသုံးမဲ့အတိုင်းတာလေးတွေကိုထည့်ထားတာပါတကယ်လို့ကိုအတိုင်းနဲ့ကိုဆွဲချင်တယ်ဆိုလို့ရှိရင်ပေချိုးနဲ့ကိုရဲ့အတိုင်းပေါ့နော်ကိုပြန်တိုင်းတာတဲ့တယောက်ကိုတိုင်းခိုင်းတာတော့ပို့ပြီးအဆင်ပြေပါတယ်ပြီးတော့ဒီမှာဂုတ်ခါနေရကိုပေါ့နော်တချို့ကခါနေရအောင်မတက်ဘူးဆိုလို့ရှိရင်ကျမတို့ပေချိုးနဲ့ခါကိုချီလိုက်မယ်ချီပြီးလို့ရှိရင်ချက်နေရမှာကျိုးကြက်လေးစီးလိုက်မယ်ပေါ့နော်စီးပြီးလို့ရှိရင်ဂုတ်ခါတိုင်းမို့အတွက်အနောက်ကကျမတို့ဒီဂုတ်နေရနေပြီးတော့အဲ့ဒီပေချိုးစီးထားတဲ့နေရာအထိကိုတိုင်းလို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ဂုတ်ခါရမယ်ပေါ့နော်ဒီမှာပြထားတဲ့အတိုင်းလေးကျွန်တော်တို့စားမယ်ပြန်ပြီးတော့သူနောက်ဆုံးဒီကျွန်တော်ပတ်တန်မှာထည့်မဲ့ကနန်းလေးရလာတဲ့အထိပေါ့နော်တစ်ချက်လုပ်ပေးမှဖြစ်ပါတယ်